မြန်မာနိုင်ငံမှာပဲတွေ့ရမှာဖြစ်တဲ့ထူးခြားတဲ့နဂါး6မျိုးအခုရပိုင်းမှာတော့နဂါးတွေဟာတော်တော်လေးအပူကျန်းနေပြီးတခါမှမကြားဘူးတဲ့နဂါးမျိုးစိတ်အသစ်တွေပါပေါ်ထွက်လာခဲ့ပါတယ်ယခုဗီဒီယိုလေးမှာတော့အဲ့ဒီနဂါးမျိုးနွယ်တွေကိုစူးစီးဖော်ပြပေးသွားမှာဖြစ်ပြီးတဖြည်းဖြည်းနဲ့နဂါးတွေကပိုပြီးကျန်းလာမှာဖြစ်တာကြောင့်အဆုံးထိကြည့်ပေးဖို့တိုက်တွန်းလိုက်ရပါတယ်နံပါတ်1တိုက်ချုပ်နဂါးတွေထဲမှာတော့ဒီနဂါးကအကြီးဆုံးဖြစ်ပြီးသူ့ရဲ့အထက်မှာဘယ်နဂါးမှမရှိတော့ဘူးလို့လည်းသိရပါတယ်နဂါးတိုက်ချုပ်မေတော်ကြီးဒေါ်ညွန့်ညွန့်ဟာအရင်ကတော့ဗီဒီဆီယာမတယောက်ဖြစ်ပြီးနဂါးတွေခိထားလာတဲ့အချိန်မှာတော့သူကိုယ်သူနဂါးတိုက်ချုပ်မေတော်ဆိုပြီးဝင်ရောက်ခဲ့ပါတယ်ထီပြူမှမဆောင်ရရင်ဘာစကားမှမထွက်ဘူးလို့သိရပြီးဦးစင်းတွေနဲ့တောင်တရန်နဲ့ထိုင်ရမှကျင်းတဲ့ဘာသာရေးကိုမလေးမစားပြုလုပ်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်သီလရှင်တွေကိုအောက်မှာထိုင်ခိုင်းပြီးသူကခုံပေါ်ကနေရိုင်ဆိုင်စကားလုံးတွေနဲ့ပြောဆိုခဲ့တာကြောင့်ဒီနဂါးဟာမကြခင်မှာအဝီစီဂျိုးကတ်တော့မဲ့နဂါးပဲဖြစ်ပါတယ်နံပါတ်2အကိန်နဂါးဒီနဂါးကတော့ပူရိသားတွေကြိုက်နဂါးတစ်မျိုးပဲဖြစ်ပါတယ်ခန္ဓာကိုယ်လာတဲ့မျိုးသမီးတွေကိုသာပူကတ်တတ်တဲ့နဂါးဖြစ်ပြီးဒီလိုနဂါးမျိုးဆိုရင်တော့မီးမုတ်တက်ရင်တော့အိမ်မှာခေါ်မွေးထားခြင်းနဲ့ဆိုတဲ့သူတွေအများကြီးရှိပါတယ်မီဒီယာတွေရှေ့မှာနဲ့ကင်မရာတွေရှေ့ရောက်မှပူပြတတ်တာဖြစ်ပြီးသူကိုနတ်တွေတကြားတွေကတော့စောင့်ရှောက်ရတယ်ဆိုပြီးပေါက်ပန်း40ရှောက်ပြောတတ်တဲ့နဂါးပဲဖြစ်ပါတယ်သူမရဲ့ကုသိုလ်ကံကြောင့်အဆောင်ရှောက်တွေရှိတယ်လို့ပြောနေပေမဲ့လည်းအဖမ်းခံရမှာကိုကြုံမသိလို့ဂျေးခဏအောင်ခဲ့ရပြီပြန်လွတ်လာတဲ့အချိန်မှလည်းအဖမ်းခံရမှာကိုကြိုသိနေတယ်ဆိုပြီးထပ်ဖော်ရှော့လုပ်ခဲ့တဲ့ကလင်ကကျစ်နဂါးပဲဖြစ်ပါတယ်နံပါတ်3ဒန်စာနဂါးဒီနဂါးကတော့လူရည်လဲတဲ့လူတွေကိုမှတီးသန့်ဝင်ပူးတဲ့နဂါးပဲဖြစ်ပါတယ်ပစံကုံမှာကြောက်တဲ့သူတွေနဲ့အိမ်ကမလွတ်တာကြောင့်ကလပ်တွေဘားတွေမသွားရတဲ့သူတွေစုပေါင်းပြီးညာတာပါတင်းနဲ့ဝင်ကားကြတဲ့ဒန်စာနဂါးတွေပဲဖြစ်ပါတယ်ကြီးကောင်ကြီးမနဲ့ဒီတိုင်းကရင်ယူနေတာလားလို့ပြောခံရမှာဆိုတာကြောင့်နဂါးဝင်ဘူးသလိုလိုနဲ့ကျုံလုံးဝင်ကဲကြတဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်4ရေနဂါးဆိုတာစီဟော့စ်လို့ခေါ်တဲ့တရိတ်ဆန်လေးကိုပြောတာတော့မဟုတ်ပါဘူးမြန်မာနိုင်ငံမှာတကြံမကြရတာ၄နှစ်ရှိနေပြီဖြစ်တာကြောင့်ရေရမ်းစော့ကျင်တဲ့သူတွေကိုဝင်ပူးတဲ့နဂါးပဲဖြစ်ပါတယ်ပါဇက်ကနေလဲတဖူးဖူးမှုတ်တက်ပြီးမျက်နာကိုသရွေးလာဆင်နိုင်တာကြောင့်အဲ့ဒီနဂါးပူးနေတဲ့အချိန်ဆိုရင်တော်ရုံတော့မဆွဲကြဖို့အကြံပေးလိုက်ရပါတယ်အိမ်ကရေကန်မှာပူးတာကအကြောင်းမဟုတ်ပေမဲ့ငကယုံဘုရားတွေရဲ့ရေကန်ထဲမှာပူးပြပြီးဘုရားဆင်းသူတော်ကိုရေနဲ့လန်းလန်းပတ်တဲ့လုပ်ရက်ကတော့ငရဲဦးတဲ့ဇောက်တို့ဆင်းရမယ့်လုပ်ရက်ပဲဖြစ်ပါတယ်နံပါတ်5ဆန်ဒွစ်နဂါးမိတ်ဆွေကဆန်ဒွစ်ကြိုက်တဲ့သူဆိုရင်တော့ဒီနဂါးကိုကြည့်ပြီးဆန်ဒွစ်ပါစားခြင်းစိတ်ပျောက်သွားမှာပဲဖြစ်ပါတယ်ကောင်းကောင်းမွန်မွန်မပူပဲမတော်တရောကြောက်တုံးတစ်ခုကြားထဲသွားဝင်တာကြောင့်ညက်သွားခဲ့ပြီးဗီဒီယိုဆုံးတဲ့အထိအဲနဂါးကိုဆွဲမထုတ်နိုင်ခဲ့ကြတာကြောင့်ပတ်ဝန်းကျင်ကလူတွေကိုပါတော်တော်ဒုက္ခပေးတဲ့နဂါးလေးဖြစ်ပါတယ်နံပါတ်6ကလေးနဂါးဒီနဂါးကတော့မနေကမှလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလာတဲ့နဂါးအသစ်ဖြစ်ပြီးကလေးတိုက်ကဝင်ပူးတာဖြစ်တယ်လို့လည်းသိရပါတယ်ကလေးတိုက်လို့ပြောပြီးကြီးကောင်ကြီးမတွေလည်းဝင်ပူးနေတာကစဉ်းစားစရာဖြစ်ပြီးညနာမူရာတွေကအစအကယ်ဒမီပေးလို့ရတဲ့အထိပြင်းပြင်းစွာဝင်ပူးခဲ့ကြပါတယ်ဒီလိုပြောစရာကောင်းတဲ့ပျော်ပွဲရှင်ပွဲကြီးကိုသူတို့ဘာသာကျင်းပနေတာကတော့တရားမျှတမှုမရှိတာကြောင့်နောက်ပွဲတွေကြရင်လည်းခေါ်ပါအောင်ဆိုပြီးဝိုင်းဝန်းတောင်းဆိုနေကြတာပဲဖြစ်ပါတယ်အနောက်တိုင်းဆရာဝန်တွေရဲ့ထောက်ပြချက်အရအဲ့လိုနေထိုင်ထားကြတာအကျော်ဆွဲတာနန္ဒကာပူးတယ်ဆိုပြီးတွန်းလူတာတွေအားလုံးကမတ်ဟိုက်စထရီယာလို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာချုပ်ရင်းမှုတစ်ခုဖြစ်တယ်လို့သိရပါတယ်နဂါးပူးတဲ့လူတွေမြန်မာနိုင်ငံမှာတော်တော်များနေတာဟာစိတ်ချုပ်ရင်းတဲ့သူတွေများနေတယ်လို့ဖော်ပြနေတာဖြစ်ပြီးပြည်သူတို့မှလည်းနဂါးပူးခြင်းနဲ့စိတ်ရှိနေတယ်ဆိုရင်ဖုံးကွယ်မထားပဲစိတ်ကျမ်းမာရေးဆရာဝန်နဲ့တွားရောက်တိုင်ပင်ကုသကြဖို့အကြံပေးလိုက်ရပါတယ်ယခုလိုနဂါးတွေအရန်ပူးနေကြတာနဲ့ပတ်သက်ပြီးပြည်သူတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာဆွေးနွေးခဲ့ကြပါဦးနော်